လုံးပဲမင်္ဂလာပါ Little Sister ဖြစ်ပါတယ်ဒါလေးကတော့ photo shoot တဲ့ blog လေးဖြစ်ပါတယ်ရောက်ချင်းမေးစဉ် time lapse နဲ့ရိုက်လိုက်ပြီးတော့ဗီဒီယိုတွေကအဲ့မှာအမြန်ကြီးသွားနေရပါတော့အဲ့ဒါကိုမနေတွေမိုင်းကုန်နေအနှေးချထားပဲဖြစ်ပါတယ် sorry ပါသွားရိုက်ဖြစ်တဲ့နေရာလေးကတော့ကန်တာရ shopping center ပဲဖြစ်ပါတယ်အရင်က photo shoot တော့အဲ့လို behind the scene တွေလိုက်ရိုက်ပေးမဲ့လူမရှိရဲ့အခါကျတော့ blog တွေအများကြီးလွတ်ကုန်တာပေါ့ကွယ်အခုတော့ behind the scene တွေပြန်တင်ပါပြီရှင်အဲ့လိုမျိုးလေးအရမ်းမိုက်တယ်ရမ်းမိုက် okay ခဏလေး quick chat okay ဒီကနော်ကျွန်တော်မြင်ရနော်ကောင်းနေနေမို့မယ်နည်းလေးစောင်းနေရသေးလားမမသိခုကတော့မိုးရွာလို့ပြေးနေကြတာဗောနော်ဟိုကတော့ JC ပြန်ရောက်နေပါပြီဖိုတိုရှုပ်ပြီးသွားပြီးတော့ JC မှာအခုမုံလာစားရပါပြီးရင်ချီလီဘော့တော့စားပါမယ်အခုကတော့တငယ်ချင်းကိုစောင့်နေရပါဒီထိုင်နေရတော့ချီဆိုကျူးမှာထိုင်နေရပါတော့ချီဆိုတီမှာထိုင်တိုင်းတောက်နေကြလေးကတော့ဒါလေးပါပဲဘရူလီချီဆိုထိုင်တီးပဲဖြစ်ပါတယ်အဲ့နေရမာလာရှန်ကောစားမယ်ဆိုပြီးတော့ဆိုင်ကညနေ4နာရီထိပြည့်နေရဆိုတော့မာလာရှန်ကောလည်းမစားခဲ့ရပါဘူးရှင်ခုတော့အိမ်ပြန်มาတော့မယ်တတာ see you next vlogs